皆さんမင်္ဂလာပါအခုပေါ့နော်ကျမကိုလာပြီးတော့မေးကြတယ် Messenger မှာပေါ့နော် Facebook မှာဆိုရင်လည်း Messenger မှာလာမေးကြတယ်TikTok မှာဆိုရင်လည်းဒီလာမေးကြတယ်ပေါ့နော်တို့ကအမရေဂျပန်စကားကိုN3 တော့အောင်တယ် N2 တော့အောင်တယ်ဒါပေမဲ့စကားပြောကြရင်မပြောတတ်ဘူးပြီးရင်တစ်ဖက်သားကပြောတဲ့ဟာကိုလည်းတိတ်ပြီးတော့နားမလဲဘူးစကားပြောအရင်မြန်တယ်ပြီးတော့ grammar ကြလဲမပြောတတ်ဘူးဘယ်လိုလုပ်ရမလဲပေါ့နော်အကြံလေးပေးပါအောင်စကားပြောတင်တန်းလေးတက်ချင်လို့သင်ပေးပါအောင်တောင်းဆိုကြတဲ့လူအများကြီးပေါ့နော်ဒါပေမဲ့ဒီစကားပြောတတ်ဖို့အတွက်ကိုကစကားပြောနိုင်ဖို့စကားပြောနိုင်ဖို့အတွက်ကဘာပဲလို့လဲဆိုရင်ဂျပန်စကားကိုgrammar ကြမပြောတတ်ရင်တော့မှတစ်ဖက်လူကပြောတဲ့ဟာကိုကလွယ်ကူကူပေါ့နော်ခန်းတန်းပေါ့နော်လွယ်ကူကူနဲ့ပြန်ပြောနိုင်အောင်ပြန်ပြောတတ်ဖို့အတွက်ကိုကြတော့လုပ်တဲ့နီးတနည်းပဲရှိတယ်ကိုလေးလာပြီးတော့ပေါ့နော်တကူးတကလည်းတင်နေတက်စရာလည်းမလိုဘူးတကူးတကကြီးလည်းလုပ်ယူနေစရာမလိုဘူးဘာပဲလုပ်ရမလဲဆိုရင်နေ့စဉ်ပေါ့နော်ကိုကဂျပန်ရောက်နေသည်ဖြစ်စေဒါမှမဟုတ်ဂျပန်ကိုလာဖို့အတွက် try နေတဲ့လူဖြစ်မယ်ပေါ့နော်အကုန်လုံးအတွက်ရည်ညွှန်းပြီးတော့ပြောတာပေါ့နော်ဘာလို့လုပ်ရမလဲဆိုရင်အရင်ဆုံးနားထောင်ပါဘာသာစကားတစ်ခုဆိုတာကနားရည်ဝါမှာနားရည်ဝါအောင်ပေါ့နော်အရင်ဆုံးကိုကနားရည်ဝါအောင်ဥပမာကလေးလေးတွေပေါ့နော်ကလေးလေးတွေဆိုရင်အရင်မွေးလာကြတဲ့စကားမပြောတတ်ဘူးဒါပေမဲ့အဖေအမေဆွေမျိုးဖူးဖွားဖွားတွေပြောတဲ့ဟာတွေကိုနားထောင်ရင်းနဲ့တစ်လုံးစားနှလုံးစားတက်လာတာပေါ့နော်နားလဲလာတယ်ပြန်မပြောနိုင်ဘူးပေါ့နော်ကလေးလေးတို့ပဲအရင်ဆုံးနားထောင်အာယုံစိုက်ပြီးတော့နားထောင်တကယ်တော့တစ်ခါနဲ့နားမလဲဘူးဆိုရင်ထက်ခါနားထောင်ဘလို့ဟာတွေကိုနားထောင်ရမလဲဆိုရင်အခုဆိုရင် application တွေလည်းအများကြီးရှိတယ် YouTube မှာလည်းအများကြီးlink တွေရှိတယ်ပေါ့နော်အရင်ကလိုမျိုးမဟုတ်တော့ဘူးအခုဆိုရင်အရင်ပွင့်လင်းမြင်တာတဲ့ IT ခစ်ပေါ့နော်အဲ့တော့ဘာလုပ်ရမလဲဆိုရင်အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာဆိုရင်ဖုန်းထဲမှာဆိုရင်ဒီဂျပန်စကားအခြေခံပြောတဲ့ဥပမာတခြားအဝေးသွားမစင်းစားနဲ့မိနာနိုနီဟွန်ဂိုမှာ listening အတွက်တီးတန့်ထုတ်ထားတဲ့ apps လည်းရှိတယ်တခြားနေ့စဉ်စကားပြောအတွက်လွယ်ကူကူဥမာ NHK apply ပေါ့နော်အဲ့ဒီမှာလည်းရှိတယ်အဲ့ဒီဟာတွေကိုနားထောင်ပြီးတော့ကြည့်ပြီးတော့နားထောင်ပြီးတော့ထခါတစ်ခါနဲ့နားမလည်လိုက်ဆိုနှစ်ခါနဲ့နားမလည်လိုက်ဆိုသုံးခါနဲ့နားမလည်နိုင်ဆိုရင်လေးခါအဲ့လိုမျိုး5ခါ6ခါ9ခါအဲ့လိုမျိုးနားထောင်ရင်းနဲ့ကိုလိုက်ပြောကြည့်ပါလိုက်ပြောကြည့်တကယ်လို့ကိုကစကားပြောဖို့ပေါ့နော်စကားပြောတဲ့အဖေါ်တငယ်ချင်းမရှိဘူးဆိုရင်ကိုမှန်ထောင်ပြီးတော့ပြောပါဂျပန်စကားကို YouTube တဲ့လူသိရမလားဂျပန်စကားကို YouTube တဲ့ဂျပန် anime တွေကိုဇာတ်ကားတွေကြည့်ရတာလေ YouTube တဲ့ဂျပန်ဆိုတာလွယ်နဲ့လာလို့မရဘူးပေါ့နော်အဲ့တော့ကိုကဂျပန်စကားပြောကိုတက်ချင်တယ်ကိုက YouTube channel ဆိုရင်တော့အဲ့လိုမျိုးလေးလုပ်ပါလို့ပြောချင်ပါတယ်ကဲ bye bye နောက်မှတွေ့မယ်နော်